အာရှဖလားခြေစစ်ပွဲမှာစီးကျင်းထိုးရမယ်ပါကစ္စတန်နဲ့ထွန်သစ်ဆအာရှကြားကြီးအားလုံးပဲမင်္ဂလာပါဒါအထိတဲ့ဂျာကြီးတွေ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်မနက်ဖြန်ညနေ9 နာရီချိန်ကသမယမာတော့ဖြင့်ထွန်သစ်ဆအာရှကြားကြီးတို့အသင်းနဲ့ပါကစ္စတန်အသင်းတို့ဟာအာရှဖလားခြေစစ်ပွဲတင်များကိုရင်ဆိုင်ကစားသွားမှာပါအုပ်စု E မှာတော့ထွန်သစ်ဆအာရှကြားကြီးတို့ဟာအာဖဂန်ကိုအထားမကျန်းနှစ်ခါပြန်နဲ့တီးထုတ်ကနိုင်3မှတ်ကြောင့်အုပ်စုဒုတိယနေရာမှာတားတီးတဲ့ကြားကြီးဆိုပြီးတော့ရပ်တည်နေတာပါပါကစ္စတန်တော့ဆီးရီးယားကိုချင်းနေမများပဲနှလုံးထိုးတီးချက်နဲ့တူအရှုံးတကိုးညှိကပ်ကဇရာအောက်ချိန်မှာကြမ်းတိုက်ပြီးတော့နေရတာဖြစ်ပါတယ်အဆိုပါအုပ်စုမှာတော့ဒါတီးတဲ့ဂျာကြီးတို့အနေနဲ့ဆီးရီးယားကိုသာအနိုင်ရဖို့ခက်ပေမဲ့ကျန်တဲ့အသင်းတွေကိုတော့အနိုင်ရဖို့အရန်တော်လည်းမခက်ခဲပါဘူးထွန်သစ်ဆာအာရှဂျာကြီးတို့အနေနဲ့ချစ်သားလူမိုင်းမောင်ငဆိုင်ကိုဗုဒ္ဓဦးမှာဖြုတ်ဖူးကပြခဲ့တဲ့မမောင်လွင်ပါဝင်ထိုင်းပြည်မှာတိုင်းတွေချနဲ့သပင်ထိုးတောင်နဲ့လွင်ပိုးအောင်ရန်ကိုင်မဲ့တန်းပိုင်ပြင်းနိုင်လုံးနဲ့ဝင်းနိုင်ထွန်းစိုးမိုးကျော်ကျော်မင်းဦးဟိန်းထောင်စတဲ့ကစားမတွေနဲ့ရင်ဆိုင်လာဖို့ရှိနေပါတယ်ပါကစ္စတန်အနေနဲ့ကလည်းဆွီဒင်လိမှာကစားနေကစားမ2ဦးဖြင့်အင်္ဂလန် National League နဲ့အောက်တန်းလိကကစားမတွေပြင်ပြည်တွင်းကကစားမတချို့နဲ့ဂျာကြီးကိုတားတီးဖို့အတွက်လှုံ့ဆော်လာအောင်မှာဖြစ်ပါတယ်ပါကင်နီးပြကတော့အင်္ဂလန်လူမျိုးလည်းဖြစ်ပြီးဆူဒန်အိန္ဒိယနဲ့ယဝနာတို့လိုလက်ဝေးစင်အသင်းတွေကိုကင်တွယ်မှုတဲ့နီးပြဟောင်းစတီဗန်ကွန်စတန်တင်းပဲဖြစ်ပါတယ်လက်ရှိအသင်းလိုက်ခြေသွမ်းမရတော့တားတီးတဲ့ဂျာကြီးရဲ့အာရှဂျာကြီးအသင်းဟာနောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲသေး2ပွဲရှုံးဆွဲရလက်ကိုပိုင်ဆိုင်ထားတာတွေ့ရပါတယ်တစ်ဖက်ကပါကစ္စတန်တော့နောက်ဆုံးကစားထားတဲ့9ပွဲမှာ2ပွဲမှာနိုင်ရထားတာမတွေ့ရပါဘူးဒါပေမဲ့ပါကစ္စတန်ရင်ဆိုင်တဲ့အသင်းတွေဟာဆော်ဒီအာရေဗျဂျော်ဒန်ဆီးရီးယားတာဂျစ်ကစ္စတန်စတဲ့သူ့ထက်ကမ္ဘာအဆင့်ရပ်တည်မှုမြင်မာတဲ့အသင်းကြီးတွေပါဒါကြောင့်ပါကစ္စတန်ရှော့တက်လို့မရသလိုမြန်မာအတွက်လည်းခက်ခဲမဲ့ပြိုင်ပတ်ဆိုတာကိုပြောလို့ရနေပါတယ်မြန်မာအသင်းကတော့လာအိုဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့လိုအာဆီယံဒေသတွင်းကအသင်းတွေကိုရင်ဆိုင်ထားတာဖြစ်လို့ပွဲရလက်ကဘလို့ဖြစ်လာမဲဆိုတာအတိအကျပြောလို့မရနိုင်ပါဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မော်ဝင်နေတဲ့ထွန်းသစ်ဆာအာရှဂျာကြီးကအနိုင်ရသွားမယ်လို့တားတီးတဲ့ဂျာကြီးတို့အနေနဲ့ခံမှန်းခြင်းပါတယ်ဒါကြောင့်မိတ်ဆွေကအိမ်တစ်လုံးကနေနှလုံးကားစီးကနေ2စီးစော်ဒဝေကနေ2ပွေး2ယောက်ပွားခြင်းနဲ့ဒါမှမဟုတ်ဒါတီးတဲ့ဂျာကြီးနဲ့ကားစီးမဲ့ကန်ဆာတာကိုချက်ချင်းလန်ကင်းပိုင်ဆိုင်ခြင်းနဲ့ညီကိုများအတွက်ကတော့ဂျားကောင်တို့တားထောင်မှုဂျာကြီးဘော်ဒီကိုစော်ကြည့်ဖို့ပုံအွန်လိုက်ကြပါလို့ပြောခြင်းပါတယ်ဂျာကြီးမယုံသူတွေကတော့နားညီအောင်ပဲပေါ့ဗျာဂျာကြီးတို့ပေးနေတော့ယူထားတော့မဟုတ်ရင်တော့အာရှဂျာကြီးကောင်းမှုကြောင့်ချမ်းသာလာတဲ့ရက်ကွက်ထဲကဘသူဆိုပြီးတော့ဘွယ်ရူးဂုံတို့တက်ခံမှာမဟုတ်ပါဘူးဒါကြောင့်ပဲပရိသတ်တို့ကရောပါကစ်ကပဲအထာအသင်းနဲ့ဆရာဖြစ်မလားဂျာကြီးကပဲတားတီးမလားဆိုတာကိုကွန်မန့်မှာမှတ်ချက်ပေးသွားခဲ့ကြပါဦးဆုံးနေကြည့်ပြလို့လဲအားလုံးကိုကျေးဇူးတင်ပါတယ်